စီးပွားရေးလောကရဲ့ထိပ်သီးတထေးကြီးတယောက်ဆေးရုံကိုရောက်လာတဲ့အချိန်မှာသူလုံးဝမထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရတယ်။အဲ့ဒီလူကတော့သူ့ចောင်းသားဘဝတုန်းကတစ်ဖက်သက်အရန်ချစ်ခဲ့ရတဲ့ကောင်မလေးပါပဲ။ဒါပေမဲ့အခုအချိန်မှာတော့သူဟာတခြားတစ်ယောက်ရဲ့ဇနီးတွေဖြစ်နေခဲ့ပြီပေါ့။သူ့ရဲ့ချစ်ရသူလေးဟာကိုဝင်အရင်အမာနဲ့ကျန်းပြင်ပေါ်ပြုတ်ကျသွားတဲ့ပစ္စည်းတစ်ခုကိုခက်ခက်ခဲခဲငုံကောက်နေတာကိုတထေးကြီးမြင်သွားတယ်။အဲ့ဒါကိုမြင်ချင်းပဲတထေးကြီးကဘာမှမစင်စားပဲအပြေးလွှားသွားကူညီပေးခဲ့တယ်။ဒါပေမဲ့နဲစရာကောင်းတာကအဲ့ဒီအမျိုးသမီးဟာသူ့ကိုလုံးဝမမှတ်မိတော့တာပါပဲသူမကရင်ရင်ကြေးပဲကျေးဇူးတင်စကားပြောပြီးအလင်းအမြန်ထွက်သွားခဲ့တယ်တထေးကြီးဟာကြံရစ်ခဲ့တဲ့နေရာမှာတင်ဘာလို့ရမှန်းမသိပဲမြေကြီးရင်ထဲမှာဟာတာကြီးခံစားလိုက်ရတယ်တကယ်တော့လွန်ခဲ့တဲ့10စုနှစ်တခုကျော်ကတထေးကြီးဘဝပြက်ပြီးအားကိုးရမယ်ဖြစ်နေတဲ့အချိန်မှာဒီမိန်းကလေးကပဲသူ့ကိုကူညီခဲ့တာပါမိုးတွေအရန်ရွာနေတဲ့နေ့မှာသူမကသူ့ကိုထိမိုးပေးရင်းနဲ့ဘလောက်ပဲမိုးသေးသေးနေမင်းကြီးကတော့တိမ်တွေကြားကပြန်ထွက်လာမှာပဲလို့အားပေးစကားပြောခဲ့တယ်အဲ့ဒီစကားတခွန်းဟာမှောင်မိုက်နေတဲ့တထေးကြီးရဲ့ဘဝထဲကိုအလင်းရောင်တစ်ခုရောက်လာသလိုမျိုးခွန်အားတွေဖြစ်စေခဲ့တာပေါ့အဲ့ဒီအချိန်ကစပြီးတထေးကြီးဟာတနေ့မှအောင်မြင်ကြော်ကြားတဲ့သူဖြစ်လာရင်သူမကိုပြန်လာပြီးလက်ထပ်မယ်လို့စိတ်ကူးခဲ့တယ်ဒါပေမဲ့ကံကြမ္မာကတကယ်ကိုရက်ဆက်လွန်းပါတယ်နှစ်အကြာကြီးရုန်းကန်ပြီးအောင်မြင်မှုတွေရလာတဲ့အချိန်မှာပြန်ဆောင်ခဲ့ပေမဲ့သူမကတခြားသူရဲ့ဇနီးဖြစ်နေတယ်လို့တခြားသူရဲ့ရင်သွေးကိုတောင်လွှဲထားရပြီလေတထေးကြီးဟာသူမရဲ့ဘဝကိုနှောက်ယှက်မိမှာစိုးရိမ်ဒါကြောင့်ဒီအမှန်တရားကိုပဲတိတ်တိတ်လေးလက်ခံလိုက်ရတယ်။ရင်ထဲမှာရှိနေတဲ့အချစ်တွေကိုလည်းမြုပ်နှံထားဖို့ပဲဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့ဇလန်းကဒီမှာတင်မပြီးသေးပါဘူး။အဲ့ဒီအမျိုးသမီးဟာစေယုံစင်ကြံတလျှောက်သွားရင်းနဲ့လူတစ်ယောက်ကိုမတော်တဆဝင်တိုက်မိသွားပြန်တဲ့အမျိုးသမီးဟာတောင်းပန်စကားပြောဖို့ပြင်လိုက်ပေမဲ့တစ်ဖက်ကလူကဘာမှမပြောဘဲသူမရဲ့ပါးကိုရုတ်တရက်ရိုက်ချလိုက်တယ်။အဲ့ဒီလိုအားနဲ့အရိုက်ခံလိုက်ရလို့အမျိုးသမီးဟာအယမ်းလန့်သွားပြီးနောက်ကိုတုံရင်နဲ့စုပ်မိသွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီလူယုံမာကအရှော့မပေးတဲ့အပြင်သူမကိုအနိုင်ကျင့်ဖို့ပါထပ်ပြီးစူးစမ်းခဲ့တယ်ဒီမြင်ကွင်းကိုတထေးကြီးကအမှတ်မထင်မြင်သွားခဲ့တယ်သူဟာသူမအတွက်ချက်ချင်းပဲရှေ့ထွက်ပြီးကာကွယ်ပေးလိုက်တယ်ဘလို့မှစဉ်းစားမနေပဲအဲ့ဒီလူယုံမာကိုခြေထောက်နဲ့တစ်ချက်တည်းကန်ချလိုက်တယ်အဲ့ဒီလူကပြန်ချဖို့အားယူပြီးမောကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရှေ့ကလူဟာသူအလုပ်လုပ်နေတဲ့ကုမ္ပဏီကအကြီးဆုံးတထေးကြီးဖြစ်နေတာကိုသိသွားခဲ့တယ်အဲ့ဒီလူဟာကြောက်လန့်တကြားနဲ့ချက်ချင်းထပြီးအမျိုးသမီးကိုတောင်းပန်စကားတွေတရက်ဆက်ပြောပါတော့တယ်တထေးကြီးကတော့သူ့တပည့်လုပ်ရအတွက်တောင်းပန်ချင်တာရောသူမနဲ့အချိန်နဲ့ငယ်လောက်ပိုရှိချင်တာရောကြောင့်ကိုဝင်ဆောင်စစ်ဆေးမှုတွေပြီးတဲ့အထိလိုက်ပို့ပေးမယ်လို့ကမ်းလှမ်းခဲ့တဲ့အမျိုးသမီးဟာခုနကအဖြစ်ပြက်ကြောင့်စိတ်လှုပ်ရှားပြီးထပ်ပြီးအနှောက်အယှက်ခံရမှာကိုလည်းကြောက်နေခဲ့တယ်ဒါကြောင့်ဘာမှမပြောဘဲခေါင်းညိတ်ပြီးသဘောတူလိုက်တယ်တထေးကြီးကတော့တကယ်တော့သူမကိုတစ်သက်လုံးတိတ်တိတ်လေးပဲဆောက်ရှောက်ပေးမယ်လို့စိတ်ကူးထားခဲ့တာပါဒါပေမဲ့ဆေးစစ်တာတွေအားလုံးပြီးသွားတဲ့အချိန်မှာတော့သူမအောင်နိုင်တော့ပဲမေးခွန်းတစ်ခုမေးလိုက်တယ်ဒီနှစ်တွေအတွင်းမှာမင်းတကယ်ပဲပျော်ရဲ့လားဆိုပြီးတော့ပေါ့အမျိုးသမီးဟာခဏလောက်ကြောင်သွားပြီးမှသူမရဲ့ခင်ပွန်းအလုပ်ရာထူးတက်တာတွေသားဖြစ်သူရဲ့စာမေးပွဲရလက်ကောင်းတာတွေအင်ကြီးကြီးနဲ့နေရတာတွေအကြောင်းကိုပဲရှောက်ပြောနေခဲ့တယ်သူမကငွေကြေးနဲ့ပစ္စည်းဥစ္စာတွေအကြောင်းပဲပြောနေပြီးသူမတကယ်ပျော်လားမပျော်ဘူးလားဆိုတာကိုတော့တခွန်းမှထည့်မပြောခဲ့ဘူးတထေးကြီးကသူမကိုစိုက်ကြည့်ပြီးမင်းတကယ်ရောစိတ်ချမ်းသာရဲ့လားလို့ထပ်မေးလိုက်တဲ့အခါမှာတော့သူမရဲ့ဟန်ဆောင်မှုတွေအားလုံးပြိုလဲသွားခဲ့တယ်။သူမအိမ်ကထွက်မလာခင်မှာခင်မွန်းဖြစ်သူကအလုပ်ရှုပ်နေတယ်လို့ပြောခဲ့တာကိုသတိရသွားတယ်။တားဖြစ်သူကလည်းဂိမ်းမဲဆော့ကျင်တယ်လို့ပြောခဲ့ပြီးသူမကိုဆေးရုံလိုက်ပို့ပေးမဲ့သူတယောက်မှမရှိခဲ့ပါဘူး။ဒီနှစ်တွေအတွင်းမှာသူမဘလောက်တောင်ပင်ပန်းဆင်းရဲခဲ့ရလဲဆိုတာဘယ်သူမှမသိခဲ့ပါဘူး။ကျွန်တော်တို့ပတ်ဝန်းကျင်မှာရောသူမလိုမျိုးကိုယ့်ရဲ့တကယ့်ခံစားချက်ကိုထုတ်မပြောရဲတော့တဲ့အိမ်အောင်ရေးတွေဘလောက်တောင်များနေပြီလဲ။ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေကသူမရဲ့တောက်ပမှုတွေကိုအကုန်လုံးရိုက်ချိုးဖြက်စီးပစ်ခဲ့ပြီပေါ့အမျိုးသမီးဟာပျော်ရွှင်မှုဆိုတဲ့စကားလုံးကိုတေးကြတော့မစင်စားရဲတော့ပဲအဲ့ဒီနေရာကနေလှည့်ထွက်ပြေးခဲ့မိတယ်ဒါပေမဲ့ဆေးရုံခန်းတကားဝကိုရောက်တဲ့အချိန်မှာတော့သူမနားနဲ့မဆက်အောင်ရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရပြန်တယ်သူမအစွမ်းကုန်ပြုစုပြောထောင်ပေးခဲ့ရတဲ့သားဖြစ်သူကသူမဟာရုပ်ဆိုးကြီးတန်ပြီးဖျို့ဖျဲနိုင်လွန်းလို့သူ့မျက်နှာကိုပျက်စီးစေတယ်ဆိုပြီးယွန်ရှာတယ်လို့ပြောနေခဲ့တာပါအဲ့ဒီတင်မကသေးဘူးအိမ်နီးနားချင်းကငငယ်ချောချောအမျိုးသမီးကိုပဲသူရဲ့အမေတစ်ဖြစ်စေခြင်းနဲ့လို့ပါအော်ဟစ်ပြောဆိုနေခဲ့တာပေါ့ဒါကိုကြားလိုက်ရတဲ့အမျိုးသမီးရဲ့ရင်ထဲမှာဓာတ်နဲ့အမွှန်းခံလိုက်ရတယ်လို့မျိုးတကယ်ကိုအသက်ရှူရခက်တဲ့အထိနာကျင်သွားခဲ့ရတယ်ဒီနှစ်တွေတခြားသူမပေးဆက်ခဲ့တဲ့မြအရာအလုံးဟာဟာတာတစ်ခုလိုဖြစ်သွားခဲ့ရတာကိုသူမလုံးဝမမျှော်လင့်ထားခဲ့ပါဘူးသူမဟာဘလို့မှမအောင်နိုင်တော့ပဲအခန်းထဲကိုပြေးဝင်သွားပြီးခင်မွန်းဖြစ်သူကိုမေးခွန်းထုတ်ပါတော့တယ်မနေ့တုန်းကတော့သူမကိုစစ်ဖို့လိုက်ပို့ပေးဖို့အချိန်မရှိဘူးလို့ပြောခဲ့ပြီးအခုကျတော့ဘာဖြစ်လို့အိမ်နီးနားချင်းမိန်းကလေးကိုဆေးရုံလိုက်ပြပေးဖို့အချိန်တွေရှိနေရတာလဲဆိုပြီးတော့ပေါ့ဒါပေမဲ့ခင်မုန်းဖြစ်သူကတော့အရှက်မရှိပဲသူလောက်တာမှန်တယ်လို့မျိုးနဲ့သူမကိုပဲကိစ္စတေးသေးလေးကိုအကြီးကျယ်နေတယ်ဆိုပြီးပြန်ပြီးအပြစ်တင်ခဲ့တဲ့အမျိုးသမီးကိုပို့ပြီးစိတ်ပြတ်အားငယ်စေခဲ့တာကတော့သူမရဲ့သားရင်းကတော့ဘေးကနေဝင်ပြောပြီးသူမကိုဒီရွယ်ကြီးကြမှမနာလို့ဖြစ်နေတယ်လို့ဆွဆွဲလိုက်တာပါပဲအဲ့ဒီအချိန်ကြမှပဲသူမသဘောပေါက်သွားခဲ့တယ်ဒီမိသားစုထဲမှာသူမဟာအပိုလူတစ်ယောက်ဖြစ်နေခဲ့တာကြပါပြီအမျိုးသမီးဟာဘာစကားမှဆက်မပြောတော့ပေမဲ့တကယ်တော့သူမရဲ့ခင်မွန်းဟာအိမ်နီးနားချင်းမိန်းကလေးနဲ့ဖောက်ပြန်နေတာကြာလာပြီဆိုတာကိုသူမမသိခဲ့ဘူးအဲ့ဒီမိန်းကလေးရဲ့အကိုကတထေးကြီးရဲ့ကုမ္ပဏီမှာအဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်နေလို့ပါပဲအဲ့ဒီတင်မကသေးဘူးအဲ့ဒီမိန်းကလေးရဲ့မြောက်ပင့်ပေးမှုကြောင့်ခင်မွန်းဖြစ်သူဟာသူမရဲ့ဘိုက်ထဲကကလေးကိုတောင်ဖျက်ချပစ်ဖို့အထိရုံမာတဲ့စိတ်ကူးတွေရှိနေခဲ့ပြီးပေါ်တနေ့မှာတော့အမျိုးသမီးဟာသူမရဲ့သားကိုပဲငပိရီတပလင်းအောက်ဆင်းဝယ်ပေးဖို့အကူအညီတောင်းခဲ့တယ်ဒါပေမဲ့ဂိမ်းစော့ဖို့ပဲစိတ်အားထက်သန်နေတဲ့သားဖြစ်သူကတော့အရန်ကိုစိတ်မရှိဖြစ်သွားပြီးအမေဖြစ်သူကိုအော်ဟစ်ပြောဆိုခဲ့တယ်တနေ့လုံးအိမ်မှာဘာမှမလုပ်ဘဲနေနေတာကိုကိုယ်တိုင်သွားဝယ်လို့မရဘူးလားဆိုပြီးတော့ပေါ့အမျိုးသမီးဟာသူမမှာကိုဝင်ရှိနေတာကြောင့်သွားရလာရတာအဆင်မပြေဘူးလို့ပဲလေတန်လေးနဲ့ပြန်ပြောရှာခဲ့တယ်ဒါကိုသားဖြစ်သူကဂယုမဆိုင်တဲ့အပြင်တကားကိုအားနဲ့စောင့်ပိတ်ပြီးထွက်သွားခဲ့တယ်သူမဟာဘသူ့ကိုမှအားကိုးလို့မရတော့တာကြောင့်ကိုယ်တိုင်ပဲအောက်ကိုဆင်းဝယ်ခဲ့ရတယ်ပစ္စည်းဝယ်ပြီးအပြန်မှာတော့မိုးတွေကတအားသိထန်စွာ
ရွာနေခဲ့ပြန်တယ်ဒါကြောင့်ခင်မုန်းဖြစ်သူစီဖုန်းဆက်ပြီးလာကြိုပေးဖို့လှမ်းပြောခဲ့တယ်ဒါပေမဲ့ခင်မုန်းဖြစ်သူကတော့မိုးလေးနည်းနည်းရွာတာကိုဘာဖြစ်နေတာလဲဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ပြန်ပြောခဲ့တယ်အဲ့ဒီတင်မကသေးပဲအိမ်ကိုအမြန်ပြန်လာပြီးထမင်းချက်ဖို့ပါအမိန်ပေးခဲ့ပြန်တယ်မျိုးသမီးဟာလက်ထဲမှာပစ္စည်းတွေအပြည့်နဲ့မိုးရဲရဲကိုတလန်းချင်းတိုးဝင်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ခေါင်းပေါ်ကိုထီတစ်ချောင်းရောက်လာခဲ့တယ်အဲ့ဒါကတော့သူမနဲ့တခါပဲစုံဖူးသေးတဲ့တထေးကြီးဖြစ်နေခဲ့တာပေါ့တထေးကြီးဟာသူမလက်ထဲကလေးလံတဲ့ပစ္စည်းတွေကိုဆွဲယူလိုက်ပြီးစိုးရိမ်တကြီးနဲ့စကားတွေပြောနေခဲ့တယ်။အဲ့ဒီအချိန်ကျမှအမျိုးသမီးဟာအရင်ကသူမရဲ့ဆေးရုံစရိတ်တွေကိုတထေးကြီးကကြိုတင်ပေးထားခဲ့တာကိုသတိရသွားတယ်။ဒါကြောင့်သူမကပတ်စံပြန်လွှဲပေးဖို့ပြောတဲ့အခါမှာတော့တထေးကြီးကသူ့ဖုန်းဟာအိတ်ကက်ထဲမှာရှိနေတယ်လို့အချက်ပြခဲ့တယ်။အမျိုးသမီးဟာခဏလောက်ဝေခွဲမရဖြစ်နေပေမဲ့နောက်ဆုံးတော့တထေးကြီးရဲ့ဖုန်းကိုထုတ်လိုက်မိတယ်။အဲ့ဒီမှာသူမလုံးဝအံ့ဩသွားရတာကတော့ဖုန်းရဲ့ lock စကားဝက်ဟာသူမရဲ့မွေးနေ့ဖြစ်နေတာပါပဲတထေးကြ။ဤရဲ့ရင်ထဲမှာသူမဟာဘလောက်တောင်အရေးပါနေလဲဆိုတာကိုသူမလုံးဝမသိခဲ့ဘူးလေတထေးကြီးဟာဒီနည်းနဲ့သူမရဲ့ဖုန်းနံပါတ်ကိုရသွားခဲ့တယ်လို့သူမလိုနာမည်ကြီးတက္ကသိုလ်ကဝယ်ရထားတဲ့သူကအင်ရှင်မပေါ်ဝါနဲ့ပိတ်မိနေတာကိုလည်းအရန်နှမျောမိတယ်လို့ပြောခဲ့တယ်သူ့ရဲ့စကားတခွန်းချင်းစီဟာအမျိုးသမီးရဲ့ရင်ထဲမှာမြုပ်နှံထားတဲ့နာကျင်မှုတွေကိုကွက်တီသွားထိမှန်ခဲ့တယ်တထေးကြီးရဲ့ဖုန်းကွယ်ထားတဲ့အချစ်တွေကိုသူမခံစားမိသွားပြီးအထစ်အငေါ့တွေနဲ့နှုတ်ဆက်ကအိမ်ကိုအမြန်ပြေးပြန်ခဲ့တယ်အလန့်တကြားပြန်လာခဲ့လို့တထေးကြဤရဲ့တန်ဖိုးကြီးကြီးကိုတော့အမှတ်မချင်းယူလာမိခဲ့တယ်။ဒါပေမဲ့အိမ်ကိုရောက်ချင်းမှာပဲအိမ်နီးနားချင်းမိန်းကလေးကစတင်ပြီးရွေးဆောင်ပြောပါတော့တယ်ဒီထီးဟာငွေသိန်းပေါင်းများစွာတန်တဲ့အော်ရာမှာထားရတဲ့ထီးမျိုးဖြစ်တယ်လို့ပြောပြီးတော့ပေါ့အဲ့ဒီတင်မကသေးပဲသူမကိုတထေးတယောက်ယောက်နဲ့ညှိနေပြီလားဆိုပြီးတော့ပါရင်းရင်တီးတီးစောင်းမြောင်းပြောဆိုခဲ့တယ်။သားဖြစ်သူဟာသူမရဲ့ဘေးနားမှာမျက်လုံးသာလှမ်းပြီးမချီမဲ့မြင်လှုပ်လိုက်တယ်သူ့အမေလိုအသက်ကြီးကြီးမိန်းမတစ်ယောက်မှာဘာဆွဲဆောင်မှုရှိမှလဲဆိုပြီးတော့ပေါ့ဒီချီဟာလည်းအတူပဲဖြစ်မှာပါလို့ခန့်နေတဲ့ပြောခဲ့သေးတယ်ခင်မွန်းဖြစ်သူကလည်းအိမ်မှုကိစ္စပဲသိတဲ့ရုပ်ဆိုးဆိုးမိန်းမတစ်ယောက်ကိုဘသူကမှစိတ်ဝင်စားမှာမဟုတ်ဘူးဆိုပြီးလုံးဝကိုအလေးမထားတဲ့ပုံစံမျိုးနဲ့ကြည့်နေခဲ့တယ်အမျိုးသမီးဟာလည်းစိတ်ထဲမှာတခုခုမှားနေပြီလို့ခံစားမိလာတာကြောင့်ဒီချီကိုပါဆယ်နဲ့ပဲပြန်ပို့ပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မထင်မှတ်ပဲတထေးကြီးကဖုန်းဆက်လာပြီးအောက်ကိုခဏဆင်းခဲ့ဖို့ပြောခဲ့ပြန်တယ်အမျိုးသမီးဟာရင်တွေတုန်သွားပြီးထီးကိုအမြန်ယူကအောက်ကိုပြေးဆင်းသွားခဲ့တယ်သူမဟာတထေးကြီးကိုဘာဖြစ်လို့ခဏခဏပေါ်လာရတာလဲဆိုပြီးစိတ်တိုတိုနဲ့မေးခွန်းထုတ်ခဲ့တယ်တထေးကြီးကလည်းအရှက်ကြောင့်မရှိပဲသူဟာမင်းအတွက်ကြောင့်လာတာပါလို့ပွင့်ပွင့်လင်းလင်းပဲပြောချလိုက်တယ်ဒါဟာအမျိုးသမီးကိုအရန်စိတ်နှောက်ယှက်ဖြစ်စေခဲ့ပြီးသူမမှာအိမ်အောင်ရှိနေပြီဖြစ်လို့နောက်ကိုဘယ်တော့မှမလာပါနဲ့တော့လို့ပြက်ပြက်သားသားပြောခဲ့တယ်စကားပြောပြီးတာနဲ့သူမဟာချက်ချင်းပဲလှည့်ထွက်သွားခဲ့တာပေါ့တထေးကြီးဟာသူမရဲ့ကြောပြင်ကိုကြည့်ပြီးလက်မခံချင်ပေမဲ့နောက်ဆုံးတော့သူမကိုတိတ်တိတ်လေးပဲဆောက်ရှောက်ပေးတော့မယ်လို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့တထေးကြီးမသိလိုက်တာကတော့အမျိုးသမီးရဲ့ခင်မွန်းဟာရုပ်မာတဲ့အစီအစဉ်တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုတာပါပဲအမျိုးသမီးအိမ်ထဲကိုရောက်ချင်းမှာပဲခင်မွန်းဖြစ်သူကဘာရောက်နေလို့ဆိုပြီးဆေးသွားဝယ်ပေးဖို့ခိုင်းပါတော့တယ်အမျိုးသမီးဟာဘာမှမစင်စားပဲဆေးဝယ်ဖို့အောက်ကိုပြန်ဆင်းဖို့ပြင်လိုက်အဲ့ဒီအချိန်မှာခင်ပွန်းဖြစ်သူကသူမရဲ့လက်ကိုဆွဲထားခဲ့တယ်သူ့ရဲ့မျက်လုံးတွေထဲမှာတော့တခုခုကိုဝေခွဲမရဖြစ်နေတဲ့ပုံစံမျိုးတွေ့နေရတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဂရုစိုက်သွားပါလို့ပဲတခွန်းနဲ့ပြောပြီးလက်ကိုလှုပ်ပေးလိုက်တဲ့အမျိုးသမီးဟာလူပြတ်တဲ့လမ်းတစ်ခုကိုအဖြတ်မှာတော့ဘင်္ဂါတစီဟာသူ့မစီကိုအရှိန်နဲ့ပြေးဝင်လာခဲ့တယ်အမျိုးသမီးဟာအရှိန်နဲ့ဝင်တိုက်ခံလိုက်ရပြီးမြေပြင်ပေါ်ကိုအားနဲ့လဲကျသွားခဲ့ရတယ်ပြင်းထန်တဲ့နာကျင်မှုတွေနဲ့အတူသွေးညှိနှံ့တွေကပတ်ဝန်းကျင်မှာပြည့်နှက်သွားတဲ့အချိန်မှာပဲသူမမယုံနိုင်စရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်။အဲ့ဒါကတော့သူမရဲ့ခင်ပွန်းဟာအိမ်နီးနားချင်းမိန်းကလေးကိုဖတ်ပြီးသူမစီကိုအေးအေးဆေးဆေးလမ်းလျှောက်လာတာပါပဲ။အခုမှပဲအရာအလုံးဟာခင်ပွန်းဖြစ်သူရဲ့ရုပ်မာတဲ့အစီအစဉ်မှန်သူမသဘောပေါက်သွားခဲ့တယ်။သူမရဲ့ဘိုက်ထဲမှာသူ့ရဲ့ရင်သွေးလေးရှိနေတာကိုတောင်သူကမယူမဆိုင်ခဲ့ဘူးလေ။ခင်ပွန်းဖြစ်သူကတော့အခုအချိန်မှာသူ့မှာငွေရောအာဏာရောရှိနေပြီဖြစ်လို့သူ့အတွက်ကလေးမွေးပေးမဲ့သူတွေအများကြီးရှိတယ်ဆိုပြီးဝါကြွားနေခဲ့တယ်။အမျိုးသမီးဟာသူမရဲ့စိတ်ခံစားချက်တွေကိုလုံးဝထိန်းချုပ်လို့မရတော့ပါဘူးအရင်တုန်းကသူမဟာကမ္ဘာအဆင့်မီကုမ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်နေချိန်မှာခင်မွန်းဖြစ်သူကဝန်ထမ်းလေးတစ်ယောက်ပဲရှိပါသေးတယ်ဒီမိသားစုအတွက်နဲ့ပဲသူမရဲ့အောင်မြင်တဲ့ဘဝကိုစတေးခဲ့ရတာပါဒါပေမဲ့အိမ်နီးနားချင်းမိန်းကလေးကတော့အဲ့ဓာတွေကအတိတ်ကအကြောင်းအရာတွေပဲဖြစ်တယ်လို့ခန့်နေတဲ့ပြောလိုက်တယ်အခုချိန်မှာတော့သူမဟာဘာမှမရှိတဲ့ရုပ်ဆိုးဆိုးမိန်းမကြီးတစ်ယောက်ပဲဖြစ်နေပြီလေသူမကတော့မေရချောမောတဲ့အပြင်သူမရဲ့အကိုကလည်းကြီးကရုကုမ္ပဏီကြီးရဲ့အကြီးတန်းအရာရှိတစ်ယောက်ဖြစ်နေတာကြောင့်ခင်မွန်းဖြစ်သူရဲ့ယာတို့အတွက်အများကြီးကူညီပေးနိုင်နေဆိုပြီးပြောဆိုခဲ့တယ်။အဲ့ဒီအချိန်မှာပဲသားဖြစ်သူကအနားကိုရောက်လာခဲ့တယ်။အမျိုးသမီးဟာသားဖြစ်သူကိုမြင်လိုက်တဲ့အခါအာကိုတကြီးနဲ့ကဲဖို့လှမ်းអော်ခဲ့တာပေါ့။ဒါပေမဲ့ခင်မွန်းဖြစ်သူကသားဖြစ်သူကိုမိဘနှစ်ပါးတည်းကတယောက်ကိုပဲရွေးဖို့ရရဆက်ဆက်အကြက်ကင်ခဲ့တယ်။အိမ်နီးနားချင်းမိန်းကလေးကလည်းအဖေဖြစ်သူယာတို့တက်တော့မှဖြစ်တယ်လို့အမေဖြစ်သူကတော့ဘာမှမရှိဘူးဆိုတာကိုဘေးကနေနှောက်ပင့်ပေးနေခဲ့တာပေါ့။နောက်ဆုံးမှာတော့သားဖြစ်သူကသူ့ရဲ့အဖေကိုပဲရွေးချယ်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရတယ်။အိမ်နီးနားချင်းမိန်းကလေးကမျက်ရည်ပြလိုက်တဲ့အခါမှာတော့ဘင်္ဂါကြီးဟာမြေပြင်ပေါ်မှာလဲနေတဲ့အမျိုးသမီးစီကိုထပ်ပြီးမောင်းဝင်လာပါတော့တယ်။တစ်ဖက်မှာလည်းတထေးကြီးဟာတစ်သက်လုံးတန်ဖိုးထားခဲ့ရတဲ့သူ့ရဲ့အချစ်ဦးကိုတခြားသူတွေရဲ့ခြေနှင်းဖက်ဘဝကိုရောက်နေတာကိုဘလို့မှကြည့်မနေနိုင်တော့ဘူး။နောက်ဆုံးမှာတော့တထေးကြီးဟာဒေါသတွေပြည့်နဲ့သူ့မစီကိုအမြန်ဆုံးပြန်လာခဲ့ပါပြီ။